Ok ba, alo, mình là ba, cái này lom ngay ngay, tu hin, the thing back tu in, she state is under attack by the most brutal, cruel military junta regime in the world. Cho nên chip in ha, alo đi thang này tại về, đi lưu miêu tụ tập nhà ảo, yêu chết sĩ sinh nhẹ, tại khai chỉ có khả năng à đấy, hello, tại khai chỉ có khả năng chết mà, cho nên đâu chính bị đau này alo, miêu chỉ xây đã,နိုင်ငံချစ်စင်တာနဲ့လူမျိုးကိုချစ်စင်တာကိုပြကြတယ်ထွက်ကြတယ်လုပ်ကြတယ်ဆိုတာကတို့ဒီမနေ့မှာဒီညမှာဒီမတာမှာကိုယူစရာဖြစ်တော့အားတဲ့စရာလည်းဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ဒီလိုချစ်ပင်ရကောမတရားတိုက်ခိုက်ခြင်းလူမျိုးတို့တပ်ဖြတ်အောင်ခံနေတဲ့အချိန်မှာကျွန်တော်တို့ကိုဖက်ကနေပြီးတော့ခေါ်အားပေးတယ်မိဘပြည်သူများဖက်ကနေပြီးတော့သူရဲ့ကောင်းမိဘမှာကိုမေကိုရွာကိုဒီကားကိုကာကွယ်နေတဲ့သူရဲ့ကောင်းများအလုပ်ကိုလည်းတစ်ချိန်ထက်မှပြီးကျွန်တော်လေးပြုလုပ်ပါတယ်ဒီလိုကျွန်တော်ချစ်သွေးကိုပြကြတယ်ချင်းတွေရဲ့တတိကိုပြကြတယ်ဆိုတာဟာလဲဒါဟာတစ်ဖက်ကပြောမယ်ဆိုခက်ဖြစ်ပေမဲ့လဲတစ်ဖက်ကဆိုတော့တကဘာလုတ်ကဘယ်သူကချင်းဖြစ်တယ်လဲဆိုတာကိုတိခွေရတယ်လို့ကျွန်တော်ခါစားမိပါတယ်ကျွန်တော်အနေနဲ့ဒီလိုတိုက်ခိုက်ချခံရတဲ့အချိန်မှာကျွန်တော်တိုင်းညီကိုမောင်နှမများအထူးသဖြင့်ကျွန်တော် KNU KIA နဲ့ AA TNL နဲ့ MNDA အပါအဝင်ကျွန်တော်တို့အဖက်ကနေပြီးတော့ထုတ်ပြခြင်းအချက်တွေထုတ်ပြီးတော့ဒီတိုက်ခိုက်ချကိုခံနေတဲ့အချိန်မှာကျွန်တော်တို့ကိုအဲ့လိုထောက်ခါအပေးမှုတွေပြချတဲ့တိုင်းသားဒီကောင်မအားလုံးကိုလည်းအထုပဲရှင်းပြီးသူပြီးသားအားလုံးကိုစာချုပ်တွေကြောင်းပြုတ်လို့ပါတစ်ချိန်ထက်မှပြီးကျွန်တော်တို့ဒီသူတို့ရဲ့တိုက်ခတ်ချကြောင်းတလက်မှနောက်ဆုံးမှမဟုတ်တလို့သူတို့တစ်ချိန်တိုက်ခိုက်ရင်ကျွန်တော်အချိန်တရာပြန်လဲခုခါသွားမှာဖြစ်ပါတယ်ကျွန်တော်ကိုတရွာမိရှုဖြတ်စစ်ခိုင်းကျွန်တော်နောက်ထပ်2ရွာကိုကျွန်တော်ကဆက်လက်ပြန်တည်ဆောက်ဖို့ရအတွက်ရွေးချက်သွားမှာဖြစ်ပါတယ်။ထိုနည်းတူပဲကျွန်တော်တမျိုးဖြတ်စစ်ခိုင်းအဲ့ဒီထက်သူတို့ဖြတ်စစ်ခိုင်းရတဲ့မြို့ထက်အစာပေါင်းသုံးစာကောင်းအောင်မြို့ကိုကျွန်တော်ပြန်လဲတည်ဆောက်ရမှာဖြစ်ပါတယ်။အဲ့လိုပြန်လဲတည်ဆောက်နိုင်ဖို့လဲကျွန်တော်မှာတာတိတွေရှိတယ်လို့ကျွန်တော်ချင်းပြည်သူထက်မှာအဲ့လိုမိတ္တာတွေရှိတယ်လို့ကျွန်တော်မှာအဲ့လို capacity တွေရှိပါတယ်ဆိုတာကိုလည်းကျွန်တော်ပြည်သူလူထုတွေအားလုံးကိုနားလည်အောင်ပြောချင်ပါတယ်။တစ်ချိန်ထက်မှပြီးကျွန်တော်ဒီလိုတိုက်ခိုက်ခြင်းမျိုးဟာကျွန်တော်တို့ကိုပဲပို့ပြီးတော့ရှိလို့ရှိတယ်။ကျွန်တော်တို့ကိုပဲပို့ပြီးတော့အားတက်စေတယ်။ကျွန်တော်တို့ကိုပို့ပြီးတော့ဒီမိုကရေစီရရှိဘလောက်အရေးကြီးချောင်းကိုပို့ပြီးတော့အကျိုးပြုစေတယ်ဆိုတာကိုလည်းပြောလို့ပါ။ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ဒီလိုတိုက်ခိုက်ခြင်းကိုခံရတဲ့အချိန်မှာကျွန်တော်တို့ COVID-19 ဖြစ်နေတဲ့ဥစ္စာဟာလဲဖားခါလို့မတူပီတူနဲ့တချို့မြို့တွေမှာလဲတွေ့နေရတာဒီလားခုဆိုရင်ကျွန်တော်မိဘပြည်သူတို့များများဟာဒီ COVID-19 မှာအတက်တွေဆွကြတာကိုကျွန်တော်တွေးပြီးသားဖြစ်ပါတယ် COVID-19 အကြအတက်ဟာလဲတကယ်ဒါဆိုရင်ဖြစ်ပေါ်လာတာဟာတကယ်တရခံကတော့မိအောင်လှိုင်းနဲ့သူ့ရဲ့အပေါက်ပါတွေဖြစ်ပါတယ်တစ်ချိန်ထက်မှပြီး humanitarian ကျွန်တော်လူသားချင်းစာနာထောက်ထားတဲ့အကြတဲ့ဟာလဲကျွန်တော်ချိပြည်နယ်နဲ့မြန်မာနိုင်ငံအနှံ့မှာဖြစ်နေတာကိုတွေ့ရပါတယ်။တစ်ချိန်ထက်မှပြီးဒီ crime against humanity ကျွန်တော်ချိပြည်နယ်တာမကပဲနဲ့ကျွန်တော်ကိုမြို့တိုင်းရွာတိုင်းအဲ့လိုတိုက်ခိုက်ပြီးတော့စီလက်နဲ့တွေကိုအတုပြုပြီးတော့လက်နက်မဲ့ပြည်သူတွေကိုတားဖြတ်နေတာဟာလဲအခုဆိုတော့9လရှိပါပြီ။ကျွန်တော်အနေနဲ့ဒီလူသားချင်းစာနာထောက်ထားရင်တော့လကောက်COVID-19 ကာကွယ်ဆေးတော်၎င်းခုနလိုကျွန်တော်တို့ကို crime against humanity
လုံနေတဲ့ဒီစစ်ကောင်စီတွေကိုကျွန်တော်တို့ကအမိပြချေမှုဖို့ရအတွက်ပို့ပြီးတော့အာတာလာတယ်ပို့ပြီးတော့အာတက်လာအခုဆိုတော့ကျွန်တော် COVID-19 ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်ကျွန်တော်တို့က border cross aid နဲ့တွားနိုင်ဖို့ရအတွက်နေရမပြဒါကိုစီစီဆောင်ရွက်လျက်ရှိပါတယ်ဒီ COVID-19 ကာကွယ်ဆေးဟာတကယ်လို့များကျွန်တော်တို့အနည်းဆုံး20ခိုင်နှုန်းလောက်ကိုကာကွယ်ဆေးမထုံးနိုင်တာတရားလှိုက်ကနေပြီးတော့စတုတ်ထားလှိုက်ကိုဒီ virus ရဲ့အနေအထားအရဖြစ်နိုင်မဲ့အနေအထားရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ COVID-19 မှာမိအောင်လိုက်ကကျွန်တော်လူမျိုးတွေကိုတေးစေခြင်းနဲ့နော်သူ့လက်နဲ့တစ်ဖက်ကပြောမယ်ဆိုရင်လည်းစစ်လက်နဲ့ကိုတပ်ဖြားတယ်တေးစေခြင်းနဲ့လူမျိုးတော့ဖြစ်စေခြင်းနဲ့ဒါပေမဲ့သူအောင်မှာမဟုတ်ပါဘူးကျွန်တော်တို့ဖက်ကနေပြီးတော့ဒါကိုကြိုးစားနေပါတယ်တစ်ချိန်တည်းမှာပြီး humanitarian မှာလည်းကျွန်တော်တတ်နိုင်တဲ့ဖက်ကနေပြီးတော့ကျွန်တော်တက်ဆိုင်ရာပြည်ပဆိုင်ရာအဖွဲ့အစည်းများတက်ဆိုင်ရာနိုင်ငံများနဲ့အဖွဲ့အစည်းများနဲ့လည်းနေ့တိုင်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဒါကိုလုပ်စီလျက်ရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒီနံပါတ်3အချက်အနေနဲ့ဒီအောက်ခြေမှာဖြစ်နေတဲ့ PDF ဆိုရင်လည်းဒီပို့ပြီးတော့ PDF မှာဝေလာတဲ့သူရဲ့အကောင့်တွေပို့ပြီးတော့များလာတော့ကိုတွေ့ရပါတယ်ထုံနည်းတူပဲ CDF ဆိုရင်လည်း CDF မှာဝေလာတဲ့ကျွန်တော်တို့သူရဲ့အကောင့်တွေဟာပို့ပြီးတော့လူဦးရေများလာတော့ကိုတွေ့ရပါတယ်ထုံနည်းတူပဲကျွန်တော်တို့ CDM ဆိုရင်လည်းဆက်လက်ပြီးတော့အရှိဟုန်နဲ့အားကောက်ပြီးတော့တွားနေပါတယ် CDM မှာဝေလာတဲ့လူတွေဟာလည်းဟိုတို့ကထက်အခုဆိုရင်တော့ပို့ပြီးတော့အများလာတော့ကိုတွေ့ရပါတယ်တစ်ချိန်ထက်မှပြီးကျွန်တော်တို့ NUG ကိုလည်းပို့ပြီးတော့အားကောင်းလာပြီးတော့ CRPH တော်လည်းကောင်း NUG တော်လည်းကောင်းကျွန်တော်တို့ခုဆိုရင်တော့ NUCC ဆိုတာဟာလည်းမကြခင်မှာဒါအရှိဟုန်နဲ့ကိုလုတ်ကပေါ်လာတော့မှဖြစ်ပါတယ်ဒုနည်းတူပဲကျွန်တော်တို့ဒီ EAO တိုင်းဒေသလည်းနဲ့ကံများနဲ့ပူပေါဆော်ရေးဆိုရဟာလဲဒါပို့ပြီးတော့ဟို coordination ဖြစ်လာပြီးတော့အခုဆိုရင်တော့ chain of command ဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်တို့ NUG ကတက်ဆိုင်ရာဝကြည်ဌာနတွေနဲ့တိုင်းဒေသအဖွဲ့အစည်းတွေနဲ့ကိုပူပေါပြီးတော့တည်ဆောက်နိုင်ပြီးသားဖြစ်ပါတယ်ဒီပြည်စာမှာဆိုရင်လည်းအာဆီယံကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့တော်တော်အောင်မြင်မှုရှိပါတယ်အာဆီယံမှာကျွန်တော်တို့စိတ်ချင်းတဲ့အတိုင်းပြောနေတဲ့အတိုင်းသူတို့အနေနဲ့ဒီထိတ်တိဆွေးမှာမိအောင်လိုက်ကိုမဖိတ်တာဟာလဲကျွန်တော်အောင်မြင်မှုတစ်ခုဖြစ်ပါတယ်အာဆီယံမှာဆိုရင်တော့သူတို့က non interfering policy ရှိပါတယ်အဲ non interfering policy ကနေပြီးတော့အခုဆိုရင်တော့သူတို့ policy ကိုတော့ကြော်ပြီးတော့အခုဆိုရင်တော့ဒါကိုအစီဟုန်နဲ့ဟိုလှုပ်လာတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဒီထက်မကအာဆီယံဟာလည်းလှုပ်ရှားတဲ့အမြဲရှိပါတယ်သူတို့လှုပ်ရှားကိုအာဆီယံကလှုပ်ရပါလိမ့်မယ်လှုပ်ဖို့လည်းလှုပ်အပ်ပါတယ်ဒီထက်မကစစ်ကောင်စီကို down credit လုပ်ဖို့လုပ်ပါတယ်ထို့နည်းတူပဲကုလသမဂ္ဂမှာဆိုရင်လည်းကျွန်တော်တို့စစ်ကောင်စီတွေကိုလှုပ်ရနေရမပိတ်ဖို့ဖယ်ရှားနိုင်ခဲ့ပါတယ်ကျွန်တော်တို့ကုလသမဂ္ဂမှာအခုဆိုရင်တော့တာမကြီးဥကြုံမျိုးထုတ်ကမြန်မာနိုင်ငံရဲ့တာမကြီးနဲ့ဆက်လက်ရတည်ခွင့် continuation ရှိလာပါတယ်ထို့နည်းတူပဲကျွန်တော်တို့ကုလသမဂ္ဂမှာဒီစစ်ကောင်စီကိုယ်စားလှယ်များဖြစ်တဲ့စစ်ကောင်စီရဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့လူတွေကိုဒီကုလသမဂ္ဂနဲ့ပတ်သက်တဲ့ဥမာ WHO အစည်းအဝေးတွေပြီးတော့ဒီ Human Rights Commission အစည်းအဝေးတွေပြီးတော့ဒီ Food and Agriculture အစည်းအဝေးတွေအခုနလို့ကျွန်တော်တို့ဒီကုလသမဂ္ဂအောက်မှာရှိတဲ့အစည်းအဝေးတော်တော်များများမှာစစ်ကောင်စီတက်ရောက်တယ်ဆိုတာဟာလုံးဝမရှိတော့ပါဘူးဒါဟာလဲကျွန်တော်အားလုံးရဲ့အောက်မှုပါဒုနည်းတူပဲကျွန်တော်ကဟိုအာရှနဲ့ UN နဲ့ EU နဲ့လည်းမြေတာချိတ်ဆက်လျက်ရှိပါတယ် EU ဖက်အားလည်းကျွန်တော်မြန်မာနိုင်ငံမှာခုလအာဏာသိမ်းနေတဲ့စစ်ကောင်စီတွေကိုဒါခပိတ်ဆိုအရေးယူမှုတွေဟာလည်းဟိုသူတို့ဖြစ်ဖြစ်နဲ့တိုးလာနေတာကိုကျွန်တော်တွေ့ရပါတယ်ဒါတွေအားလုံးဟာလည်းကျွန်တော်အားလုံးရဲ့အောင်မြင်မှုဖြစ်ပါတယ်အခုဆိုရင်တော့ UK USA နဲ့ကျွန်တော်တို့ဒီကနေဒါနဲ့ EU တွေအားလုံးပေါက်ပြီးတော့ဒီ like minded country တွေကနေပြီးတော့စစ်ကောင်စီကိုဒါခပိတ်ဆိုအရေးယူမှုတွေကလည်းတဖြည်းဖြည်းနဲ့တိုးလာနေပါတယ်ဒီထက်မကလည်းတိုးဖို့ပဲရှိပါတယ်နောက်ကွယ်မှာကျွန်တော်ဒါကိုအားလုံးBC ဆောင်ရွက်ပြီးတော့ကျွန်တော်ကဖြစ်နိုင်ရင်အတနိုင်စုပ်ကိုကျွန်တော်လုပ်နေတာကတော့ဟိုစစ်ကောင်စီမှာဝင်နေတဲ့ဝင်ငွေအားလုံးကိုဖျက်မှာဖြစ်ပါတယ်ထုံနည်းတူပဲစစ်ကောင်စီမှာဝင်နေတဲ့
လက်နဲ့တွေအားလုံးကိုဖြတ်ပြရမှာဖြစ်ပါတယ်စစ်ကောင်စီမှာလောက legitimacy မရှိအောင် legitimacy ကိုအကိုလို့ဖြတ်ပြရမှာဖြစ်ပါတယ်ထုံးနေတူပဲကျွန်တော်စစ်ကောင်စီမှာဝင်နေတဲ့ဘယ်လိုအကူအညီမျိုးမစောမဝီတော့အောင်ကိုကျွန်တော်ဖြတ်ပြရမှာဖြစ်ပါတယ်တစ်ချိန်ထက်မှာပြီးကျွန်တော်မြန်မာပြည်သူဖက်မှာဒီ humanitarian assistance နဲ့ COVID-19 assistance ကိုအများဆုံးနဲ့ကျွန်တော်ရနိုင်ဖို့ရအတွက်လည်းကျွန်တော်မရမနာလှုပ်ရှားနေရဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ရွေချက်ဟာမြန်မာနိုင်ငံဒီကျွန်တော်တို့ချစ်ပြည်နယ်ဒီ Federal ပြည်နယ်ဖြစ်ရမယ်ချစ်ပြည်နယ်ဒီ Federal အောက်မှာဖြစ်ရမယ် Federal ပြည်နယ်ကိုကာဂျမာကိုဖာတီတဲ့ပြည်နယ်ဖြစ်ရမယ်ချစ်ပြည်သူလူထုဒီကိုကာဂျမာကိုအိမ်မဲကိုလက်ထက်မှာရှိရမယ်ဆိုတာကျွန်တော်ရွေချက်ဖြစ်ပါတယ်တစ်ချိန်ထက်မှာပြီးအဲ့လိုကျွန်တော်ဖြစ်နိုင်ဖို့ကဒီစစ်ကောင်စီကိုချုံငိစေဖို့လိုပါတယ်ဒီလိုစနိုစီအာနာစီကိုအမိပြချေဖို့လိုပါတယ်အဲ့လိုအမိပြချေမှုပြီးတဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံတစ်ခုလို့အတွက်ချီးပြည်နယ်အတွက်လည်းဖြစ်တယ်လို့ဒါ Federal အခြေခံတဲ့ Democracy အခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအတိကိုရေးဆွဲရမှာဖြစ်ပါတယ်အဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျွန်တော်က Federal Democratic Union of Myanmar Federal State of Chinland ကိုကျွန်တော်တည်ဆောက်တော့မှာဖြစ်ပါတယ်ဆိုတော့အဲ့လို political roadmap တွေကိုကျွန်တော်မရောက်မချင်းနဲ့အဲ့ဒီကျွန်တော်ဒီစစ်ကောင်စီတွေကိုအမိပြစစ်အာဏာရှင်တွေကိုအမိပြမချင်မို့မချင်းကျွန်တော်ဟာလက်မြောက်မှာမဟုတ်တယ်လို့ကျွန်တော်ဟာနောက်ဆုံးမှာမဟုတ်တယ်လို့ကျွန်တော်ဟာအနာယူမှာလည်းမဟုတ်ပါဘူးနောက်ဆုံးအနေနဲ့ပြောလိုတာကတော့ဒီကျွန်တော်ဒီဒေါ်လာကြီးဟာတကယ်ဒါဆိုတော့ဓမ္မနဲ့အဓမ္မအကြဒေါ်လာကြီးဖြစ်ပါတယ်ဒီဒေါ်လာကြီးဟာတကယ်ဒါဆိုတော့ကျွန်တော်အစိုးနဲ့အကောင့်အကြဒေါ်လာကြီးဖြစ်ပါတယ်ဘယ်နည်းနဲ့ပဲပြောဘယ်လုံးနဲ့ပဲပြောနောက်ဆိုကြတော့အဓမ္မအပေါ်မှာဓမ္မကအောင်မြင်သွားပါလိမ့်မယ်ထုံနည်းတူပဲအစိုးပေါ်မှာအကောင့်ကအနိုင်ယူမှာဖြစ်ပါတယ်ဒါကတော့အားလုံးတည်ထားတာဖြစ်ပါတယ်ထုံနည်းတူပဲကျွန်တော်ဒီဥစ္စာတွေအလင်းနဲ့အမှောင်ကြားတိုက်ပွဲဖြစ်ပါတယ်နောက်ဆိုကြတော့အလိကအောင်မြင်သွားမှာဖြစ်ပါတယ်ဒီတိုက်ပွဲဟာတကယ်ဒါဆိုတော့ဒီဒေါ်လာကြီးဟာ justice နဲ့ injustice လို့ခေါ်တဲ့တရားမျှတခြင်းနဲ့မတရားခြင်းကြားဒေါ်လာကြီးဖြစ်ပါတယ်နောက်ဆိုကြတော့တရားချီပဲအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်ချင်းပြည်သူလူထုအားလုံးဟာတကယ်ဒါဆိုအများတော်အဖြစ်ယုံကြည်သူတွေဖြစ်နေတဲ့အများကျွန်တော်အစိုးနဲ့အကောင့်ကြားဒေါ်လာရေးဒီအလင်းနဲ့အမှောင်ကြားဒေါ်လာရေးဆိုတာဒီကတော့ကျွန်တော်ကြားစာတဲ့မှာလဲအများကြီးရှိပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဘက်မှာဖျားရှိပါတယ်ကျွန်တော်ဘက်မှာအမှားတရားရှိပါတယ်ကျွန်တော်ဘက်မှာအကောင့်ရှိပါတယ်ဒါတွေအားလုံးကနောက်ဆိုကြရတော့အစုပ်ကိုအမိပြနိုင်သွားပါလိမ့်မယ်ဆိုတာကိုပြောရင်းနဲ့ညီကိုချိုးချပါတယ်နှုတ်ဆက်ချီကိုညီကိုချိုးချပါတယ်အရေးတော်ကိုအောင်ရမည်